ဒီဘဝကလည်းချမ်းသာတယ်နောက်ဘဝကျတော့လည်းချမ်းသာတယ်ဟုတ်နောက်ဘဝတွေကျတော့လည်းချမ်းသာတယ်နောက်ဆုံးနိဗ္ဗာန်ထိအောင်ချမ်းသာဒုက္ခရသွားနိုင်တယ်အဲ့ဒါကြောင့်မို့လို့လူဘဝမှာရလာတယ်ဆိုရင်မနုဿဓမ္မလူကျင့်ဝတ်ဆိုတာသိဖို့လိုတယ်နော်လူကျင့်ဝတ်ဆိုတာတခြားမဟုတ်ဘူးတဲ့အဓိကကတော့၅ပါးသီလပါပဲ၅ပါးသီလမှာမပြည့်စုံဘူးဆိုလို့ရှိရင်ဘလောက်ပဲစီးပွားရှာတတ်ပညာမျက်စိတစ်ဖက်သာရှိ၅ပါးသီလပြည့်စုံပြီဆိုလို့ရှိရင်ပညာမျက်စိနှစ်ဖက်ရှိတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာအမြတ်ဆုံးပုဂ္ဂိုလ်လူထဲမှာမေတ္တာမထူးခြားတဲ့ပုဂ္ဂိုလ်လို့ပြောအောင်တမက်တဖို့မရချင်နေပါစေအခြေခံအားဖြင့်လူတွေမှာဘာရှိရမလဲလို့ဆိုရင်ဟောဒီ၅ပါးသီလဆိုတာမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကဒါတွေအကုသိုလ်ဖြစ်စေလို့ဟောထားလို့အကုသိုလ်ဖြစ်တာမဟုတ်ဘူးတဘာဝကိုကအပြစ်ရှိတဲ့တရားတွေတဲ့ဗုဒ္ဓဘာသာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဘုရားဟောတဲ့တရားယုံသည်ဖြစ်စေမယုံသည်ဖြစ်စေမြည်သည့်လူမျိုးပဲဖြစ်ဖြစ်ငါးပါးသီလလုံရင်နိဗ္ဗာန်ရောက်ငါးပါးသီလလုံရင်နတ်ပြည်ရောက်နိုင်တယ်ငါးပါးသီလမလုံရင်နတ်ပြည်မရောက်နိုင်ဘူးဗုဒ္ဓဘာသာဖြစ်ပြီး၅ပါးသီလမလုံရင်လည်းကောင်းရတတိမရောက်ဘူးတခြားဘာသာဝင်ဖြစ်ပြီး၅ပါးသီလလုံရင်လည်းနတ်ပြည်ရောက်မှာပဲဟုတ်ကဲ့လားဘာဖြစ်လို့လဲဆိုတော့ဒါကသဘာဝတရားကိုဥပမာမယ်မီးဆိုတာဘသူကိုင်းကိုင်းငါကိုင်းရင်တော့မပူဘူးသူကိုင်းရင်ပူတယ်လို့ရှိတယ်မီးဆိုတာဒါကို natural law လို့ခေါ်တယ်သဘာဝတရား law of nature the law of nature ဆိုတာသဘာဝတရားရဲ့မှန်ကန်နေတဲ့သဘာဝတရားတစ်ခုမြတ်စွာဘုရားဟောတာမှန်ကန်နေတဲ့သဘာဝတရားကိုဟောတာ